အားလုံးပဲမင်္ဂလာပါခုတလော online ပေါ်မှာ trend ဖြစ်နေတဲ့ဒီထိုးနည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ပစ္စည်းလေးတွေကတော့ဒီချီရောင်3ရောင်ရယ်ဒီအဆရယ်ပြီးရင်ချီဖြဲတဲ့ကက်ကြီးရယ်ဒီမာကာရယ်လိုပါမယ်နော်ဆိုဖီယာကအဆိုက်ကို2 mm နဲ့ထိုးထားပါတယ်ပြီးချီရောင်3ရောင်ပေါ့နော်ဒီဟာကအောက်ခံအခင်းရောင်ကိုသုံးမှာဖြစ်ပါတယ်ဒီဟာကတိရွက်အရောင်ကိုထိုးမှာဖြစ်ပါပေါ့နော်ဒီဟာကတော့ဒီခရမ်းရောင်တော့ပန်းထိုးမှာဖြစ်ပါတယ်ဒီဟာတွေပဲလိုအပ်တယ်ပေါ့နော်ထွေထွေတူပါမှမလိုအပ်ပါဘူးရှင်ပထမဆုံးစထိုးတော့မယ်ဆိုရင် magic ring နဲ့စထိုးအောင်ပေါ့နော်ဆက်ဝိုင်းလောက်ပါမယ်အကွင်းလေးပေါ့နော်အကွင်းလေးလောက်မယ်အကွင်းလေးလောက်ပြီးရင်ဖွမီနှစ်ချက်ထိုးမယ်နော်တစ်ချက်နှစ်ချက်ဖွမီနှစ်ချက်ထိုးပြီးရင်ဒီအကွင်းထဲကိုတိုင်ရှည်12တိုင်ထိုးပါမယ်ကိုကအမှတ်သားလုပ်ချင်တယ်ဆိုရင်ဒီပထမဆုံးတိုင်ရှည်နားမှာမကာပင်နဲ့လုပ်လို့ရပါနော်အဲ့ကိုဒီမှာထိုးလို့ရပါနော်ဆိုတော့အကွင်းထဲကိုတိုင်ရှည်12တိုင်ထိုးတော့ပါမယ်3တိုင်4တိုင်5 6 9 shit 9 10 11 12တိုင်ရှည်12တိုင်ရပြီဆိုရင်ဆွဲချုပ်လိုက်မှာပဲနော်ဆွဲချုပ်လိုက်မယ်ပြီးရင်ဒီပထမဆုံးတိုင်ရှည်ရဲ့ဖွမီနဲ့ကိုဒီဖွမီထဲကိုရှက်ကောနဲ့ချိတ်မယ်နော်ဒီတိုင်ရှည်ရဲ့ထိတ်ဆုံးကဖွမီကိုရှက်ကောနဲ့ချိတ်ပါမယ်ဒီမျိုးလေးပါဒါကပထမဆုံးအတန်းလို့ပြောလို့ရပါဘောနော်12တိုင်တိုင်ရှည်12တိုင်ရပြီဆိုရင်နောက်တရံတက်ဖို့အတွက်ဖွမီနှစ်ခါထိုးမယ်တစ်ခါနှစ်ခါပြီးရင်ကိုကရည်ကြည့်လို့ရပါဘောနော်တိုင်ရှည်12တိုင်ပြည့်ပြီ1 4 6 8 10စနစ်12တိုင်ပြည့်ရပါမယ်နော်ပြီးရင်သူ့ရဲ့ကဲ့ရဲ့နားမှာရှိတဲ့ဖွမီရဲ့ပေါက်တဲ့ကိုတိုင်ရှည်ဒါဒုတိယတန်းဖြစ်တော့ဘောနော်တိုင်ရှည်နှစ်တိုင်တပေါက်ထဲကိုတိုင်ရှည်နှစ်တိုင်စီထိုးမယ်ပြီးရင်ဖွမီတစ်ချက်ထိုးမယ်နော်အဲ့မျိုးပဲသူရဲ့ကဲ့ရဲ့အပေါက်ထဲကိုပဲတိုင်ရှည်နှစ်တိုင်ထည့်မယ်သူညီတဲ့အပေါက်ထဲကိုနှစ်တိုင်စီထည့်ပြီးတော့ဖွမီတစ်ခါထိုးမယ်ပြီးရင်သူရဲ့ကဲ့ရဲ့ပေါက်နာမှာပဲဒီမျိုးပဲဆက်ထိုးတော့မယ်နော်အဲ့ဒါဆိုရင်ဒုတိယတန်းကတိုင်ရှည်စုစုပေါင်း24တိုင်ရှိအောင်ပေါ့နော်တိုင်ရှည်နှစ်တိုင်စီထိုးပြီးဖွမီတစ်ချက်ထိုးမယ်တိုင်ရှည်နှစ်တိုင်ဖွမီတစ်ချက်အမျိုးကြီးထိုးတော့မယ်နော် sorryကိုဆိုဖီယာထိုးမဲ့ဟာကခြုံပေါ်ဝါတော့မဟုတ်ဘူးနော်စိုက်အကြီးမထိုးဘဲနဲ့ဆိုဖီယာကလွယ်ဒီပက်တန်လေးရရင်ဆိုရင်တော့ခြုံပေါ်ဝါကိုလို့တော့ချဲ့မှတုံးလို့ရပါဘောနော်ဆိုဖီယာကခုထိုးပြတဲ့ဟာက
ဒီအခင်းပေါ့ဒီ coffee ခွက်အခင်း size လောက်အထက်နဲ့ကြီးတဲ့ size လောက်ထိုးပြမှာဖြစ်ပါတယ်ကိုကချုံပေါ်လိုချင်နေဆိုရင်ဒီထက် size ချက်ပြီးမှထိုးတော့လို့ရပါတယ်နော်ပြီးတော့ခြီလဲကိုကြိုက်တဲ့ခြီကိုယူမှသုံးလို့ရပါတယ်ဆိုဖီယာလောလောဆယ်ရာဒီမစ်ကော်တော်မရှိတော့ဒီဟာနဲ့ပဲထိုးပြလိုက်တယ်ပေါ့နော်ဒီပက်တန်ကတော့လွယ်ပါတယ်ပန်းကတော့ကိုလိုချင်တဲ့ပန်းကိုရွေးမှထိုးလို့ရပါတယ်နင်းစီတို့တခြားပန်းတွေလည်းရပါပေါ့နော်ဒီမျိုးလေးပါကိုကရီကြီးလို့ရပါပေါ့နော်ရီကြီးလို့ဒုတိယတန်းမှာကတိုင်ရှိကစုစုပေါင်း24တိုင်ရှိရမှာပေါ့နော်ဆိုဖီယာတစ်ချက်ရေးလိုက်အောင်မယ်နော်1 4 6 8 10စနစ်14 16 18 20 23မရှိသေးဆိုဒီမှာတစ်ချက်ထည့်ထွေအောင်ပေါ့နော်1 2 4 6 8 10စနစ်14 16 18 20 23ချက်ပဲရှိသေးဆိုတော့ဒီတစ်ပေါက်မှာနောက်ထပ်တစ်တိုင်းထည့်ထွေရပါမယ်နောက်ထပ်နှစ်တိုင်းပေါ့နော်24နောက်ထပ်တစ်တိုင်းပဲတစ်တိုင်းပဲ1 4 6 8 10စနစ်14 16 18 20ဟုတ်တယ်24တိုင်းပြည့်ပြီဆိုရင်တော့ဖုန်းမီတစ်ချက်ထိုးပြီးတော့ဒီထိတ်ဆုံးကတိုင်ရှိဖုန်းမီထဲကိုရှက်ကုန်နဲ့ချိန်ပါမယ်ဒီလိုမျိုးလေးရမယ်နော်ဒါဒုတိယအတန်းပြီးတော့ပေါ့နော်နောက်ထပ်တစ်တန်း3တိုင်းမြောက်ထိုးဖို့အတွက်ဖုန်းမီနှစ်ခါထိုးမှပေါ်တက်ပါမယ်ဒီ3တန်းမြောက်မှာလဲဒီသူ့ရဲ့ဘေးမှာရှိတဲ့ကက်ရက်ပေါက်ထဲကိုတိုင်ရှိတိုင်းထိုးပါမယ်ဖုန်းမီနှစ်ခါထိုးပြီးတိုင်ရှိတိုင်းထိုးမယ်နော်တိုင်ရှိတိုင်းထိုးပြီးသူ့ရဲ့ဘေးကက်ရက်မှာရှိတဲ့ပေါက်ထဲကိုတိုင်ရှိနှစ်တိုင်းထည့်ထိုးမယ်ကြည့်ပါနော်သူညီတဲ့ပေါက်ထဲမှာပဲတိုင်ရှိနှစ်တိုင်းထည့်ပါမယ်မျိုးလေးပါပြီးရင်ဖုန်းမီတစ်ချက်ထိုးပြီးရင်ဒီအကွက်ကိုကြော်မယ်နော်ဒီအကွက်ကိုကြော်ပြီးတော့ဒီအပေါက်ထဲဘယ်လိုပြောမလဲတကွက်ကြော်မှဒုတိယကွက်ထဲကိုဖုန်းမီတစ်ခေါက်ထိုးပါမယ်ဖုန်းမီတော့ပြကိုပြီးတိုင်ရှိထိုးမယ်နော်တိုင်ရှိတိုင်းထိုးမယ်ပြီးရင်သူရဲ့ကရဲ့ပေါက်ထဲကိုတိုင်ရှိနှစ်တိုင်းထည့်မယ်သူညီတဲ့ပေါက်ထဲမှာပဲတိုင်ရှိနှစ်တိုင်းထည့်မယ်ပြီးရင်ချိန်တစ်ခါထိုးမယ်ပြီးတကွက်ကြော်မယ်တကွက်ကြော်ပြီးဒုတိယကွက်ထဲမှာတိုင်ရှိတိုင်းထည့်မယ်သူရဲ့ကရဲ့ပေါက်နဲ့ကိုလည်းတိုင်ရှိနှစ်တိုင်းထည့်မယ်နော်သူညီတဲ့ပေါက်ထဲမှာတိုင်ရှိနှစ်တိုင်းထည့်မယ်ပြီးရင်ချိန်တစ်ခါထိုးပြီးတကွက်ကြော်ဒီလိုမျိုးပဲဆက်ထိုးတော့မယ်နော်တကွက်ကြော်ပြီးတိုင်ရှိတိုင်းထိုးပြီးသူရဲ့ကရဲ့ပေါက်နဲ့မှာတိုင်ရှိနှစ်တိုင်းထည့်မယ်ထည့်ပြီးဖုန်းမီတစ်ခါထိုးဒီမျိုးလေးပဲဆက်ထိုးတော့မယ်နော်
ပြီးရင်ဒီထိဆုံးကတိုင်ရှည်နာကဖွင့်မိတဲ့ကိုရှက်ကုန်နဲ့ချဲရမယ်ဒီလိုမျိုးရပါမယ်နော်ပြီးရင်နောက်ထပ်တန်းတက်ဖို့ဖွင့်မိနှစ်ခါထိုးမယ်ဒီတစ်ခေါက်မှာတော့row 4ပေါ့နော်၄တန်းမြောက်ဖြစ်ပါတယ်အခုနောက်လိုမျိုးပဲသူရဲ့ကဲ့ရဲ့ပေါက်ထဲကိုတိုင်ရှည်ထည့်မယ်နော်သူရဲ့ကဲ့ရဲ့ပေါက်ထဲကိုတပေါက်ချင်းစီကိုတိုင်ရှည်တရိုင်ချင်းတိုင်ရှည်တရိုင်စီထည့်မယ်ပြီးရင်တိုင်ရှည်တပေါက်ချင်းစီကိုတိုင်ရှည်တရိုင်ချင်းစီထည့်ပြီးဆိုတော့ပြီးရင်နောက်ထပ်အပေါက်ထဲကိုတော့အပေါက်တစ်ပေါက်ထဲမှာပဲတိုင်ရှည်နှစ်တိုင်ထည့်မယ်နော်ဘယ်လိုမျိုးလဲဆိုတော့ပထမဆုံးနှစ်တန်းကိုတော့တစ်ပေါက်ချင်းစီကိုတစ်တန်းစီထဲမှာဒီတတိယပေါက်ထဲကိုတော့တိုင်ရှည်နှစ်တိုင်တစ်ပေါက်ထဲကိုတိုင်ရှည်နှစ်တိုင်ထည့်လိုက်ပေါ့နော်ပြီးရင်ထည့်ပြီးchain 1ထိုးမယ်ဖွင့်ပြီးတစ်ခါထိုးပြီးတော့ဒီတစ်ကွက်ကိုကျော်မယ်နော်တစ်ကွက်ကိုကျော်ပြီးတော့ဒီအကွက်ထဲမှာပဲတိုင်ရှည်နှစ်တိုင်တစ်ပေါက်ချင်းစီကိုတိုင်ရှည်နှစ်တိုင်လေးထိုးပြီးတော့တတိယမြောက်တစ်ပေါက်ထဲကိုတော့တိုင်ရှည်နှစ်တိုင်သူညီတဲ့ပေါက်ထဲမှာပဲတိုင်ရှည်နှစ်တိုင်ထည့်မယ်နော်နှစ်တိုင်ထည့်ပြီးရင်ဖွင့်ပြီးတစ်ခါပြီးရင်တစ်ကွက်ကျော်မယ်ပထမဆုံးနှစ်ကွက်ကိုတော့တိုင်ရှည်တရိုင်ချင်းထိုးပြီးတော့တတိယတစ်ကွက်မှာတော့တိုင်ရှည်နှစ်တိုင်ထည့်မယ်နော်ဒီမျိုးလေးဆက်ထိုးတော့ပါမယ်ပြီးရင်ဖွင့်ပြီးတစ်ခါတစ်ကွက်ကျော်မယ်ဒီမျိုးလေးပဲဒီပက်တန်တိုင်းပဲဆက်ထိုးတော့မယ်နော်ဒါကတော့၄တန်းမြောက်တန်းမှာဒီမျိုးလေးရပါမယ်ဒီမျိုးထိုးလာခဲ့နော်ဒီမျိုးထိုးလာခဲ့ပြီးရင်ဒီမှာကျိုင်းဆုံးကြပါမယ်ကဲဒီမှာရောက်လာပြီပေါ့နော်ဒီမှာရောက်လာပြီဆိုရင်ဖွင့်ပြီးတစ်ခါထိုးထားပေါ့နော်ပြီးတစ်ကွက်ကျော်မယ်ဒီအပေါက်ထဲကိုတိုင်ရှည်တရိုင်ချင်းစီထည့်တော့မယ်နော်တစ်ကွက်ကျော်ပြီးတော့တိုင်ရှည်တရိုင်ချင်းစီထည့်ပြီးဆိုတော့ဒီတူညီတဲ့သူ့ရဲ့အပေါက်ထဲကိုပဲတိုင်ရှည်တရိုင်ထည့်မယ်နော်ဒီဆိုတော့ရှက်ကိုနဲ့ချိတ်ပါမယ်ဒီထေးဆုံးကတိုင်ရှည်ရဲ့ပုံမီတဲ့ကိုရှက်ကိုနဲ့ချိတ်ပါမယ်ဒီလိုပေါ့နော်ဒီတိုင်းလေးပဲနောက်တရန်တက်ဖို့အတွက်ဖွင့်ပြီးနှစ်ခါထိုးမယ်ဒီဟာကတော့5တန်းမြောက်ဖြစ်ပါတယ်သူရဲ့ကဲ့ရဲ့အပေါက်ထဲကိုတပေါက်ချင်းစီကိုတိုင်တူမောင်းတိုင်တူတော့ဖြစ်ကုန်ပြီတိုင်ရှည်3တိုင်ထိုးမယ်နော်တပေါက်ချင်းစီကိုတိုင်ရှည်3တိုင်ထိုးမယ်3တိုင်ထိုးပြီးဒီစထုတ်တာပေါက်ထဲကိုတိုင်ရှည်နှစ်တိုင်ထည့်မယ်နော်တပေါက်ထဲကိုပဲတိုင်ရှည်နှစ်တိုင်ထည့်ပါမယ်နှစ်တိုင်ထိုးပြီးဖွင့်ပြီးတစ်ခါဒီမျိုးလေးပေါ့နော်ပြီးတစ်ကွက်ကျော်မယ်တစ်ကွက်ကျော်ပြီးတော့ဒုတိယပေါက်ထဲကိုတပေါက်ချင်းစီကိုတိုင်ရှည်3တိုင်ထည့်မယ်တိုင်ရှည်3တိုင်ထည့်ပြီးရင်ဒီစထုတ်ထားပေါက်ထဲကိုတိုင်ရှည်နှစ်တိုင်ထည့်မယ်သူညီတဲ့ပေါက်ထဲကိုတိုင်ရှည်နှစ်တိုင်ထည့်မယ်နော်ပြီးရင်ဖွင့်ပြီးတစ်ခါထိုးဒီမျိုးလေးပဲဆက်ထိုးတော့မယ်နော်ဆက်ထိုးတော့ပြီးဒီကိုရောက်ရင်ပြန်တွေးကြပါမယ်ကဲဒီမှာရောက်ပြီဆိုတော့တကွက်ကိုကျော်ရင်ဖွင့်ပြီးတစ်ချက်ထိုးပြီးပေါ့နော်ပြီးရင်တကွက်ကျော်ပြီးတော့တိုင်ရှည်တရိုင်ချင်းစီထိုးရမယ်
ပေါက်ချင်းစီကိုတိုင်ရှည်3နိုင်ထိုးပြီးရင်ဒီစထုထပေါက်မှာပဲတိုင်ရှည်နဲ့တိုင်ထိုးရပါတော့ကဲမျိုးထိုးပြီးဆိုရင်ပြီးချင်းတစ်ခါထိုးပြီးတော့ချင်းတစ်ခါမထိုး sorry ရှက်ကိုနဲ့ချေရအောင်ပေါ့နော်ကဲဒီမျိုးရပါမယ်ဒီထက်ချောပဝါကိုထိုးချင်နေဆိုရင်ကိုကလိုတလောက်ချဲ့တော်လို့ရပါတော့ဒီသားလေးပဲဒီပက်တန်တိုင်းပဲတဆင့်ချင်းစီတူတူမှထိုးတော့ပါတော့တန်းတက်မယ်ဆိုရင်ချင်းနှစ်ခါထိုးပထမဆုံးတိုင်ရှင်းမှာပဲကွာတော့ပါတော့ဒီအပေါက်မရောက်ခင်ဒီနောက်ဆုံးအပေါက်ကြတော့တပေါက်သေးကိုပဲတိုင်ရှင်းနဲ့တိုင်ထည့်မယ်ကျန်တဲ့ဒီအရှိပိုင်းမှာချန်ခဲ့တဲ့ဟာကျန်ခဲ့တဲ့ဟာတွေကကြတော့တတိုင်ချင်းစီတပေါက်ချင်းစီကိုတိုင်ရှည်တွေနဲ့ထိုးတော့ပါတော့ဒီနောက်ဆုံးအပေါက်ကြမှာတိုင်ရှည်နှစ်တိုင်ထည့်ပြီးရင်ဖုံမီတစ်ချက်တို့တကွက်ကျော်ဒီမျိုးပဲဆက်ထိုးတော့ပါတော့ဘယ်လိုမျိုးလဲဆိုတော့သူကဒီအတန်းတွေကိုချဲမှသွားပါတော့ကိုကလိုချင်တလောက်ချဲတော့ရပါတယ်အခုဆိုဖီယာရောက်နေတဲ့ဟာကတော့9တန်းမြောက်ဖြစ်ပါတယ်ကေဆိုဖီယာနောက်ထပ်ထိုးပြအောင်မယ်ပေါ့နော်နောက်တန်းတက်ဖို့အတွက်ဖုံမီနှစ်ခါထိုးမယ်ဒါ6တန်းမြောက်ဖြစ်ပြီပေါ့နော်ပြီးရင်သူ့ရဲ့ကဲရပေါက်တာပါပဲတိုင်ရှည်တိုင်ချင်းစီကိုထိုးတော့ပါမယ်နော်ဒီနောက်ဆုံးအကွက်မရောက်ခင်တိုင်ရှည်တိုင်ချင်းစီကိုထိုးတော့ပါမယ်သူကဘယ်လိုမျိုးလဲဆိုတော့တိုင်ရှည်တို့ချဲမှသွားပေါ့နော်ဒီနောက်ဆုံးတိုင်ရှည်ပေါက်ထဲမှာပဲတိုင်ရှည်နဲ့တိုင်ထဲမှာဖုံမီတစ်ချက်ထိုးပြီးဒီကွက်ကြောလိုမျိုးပဲထိုးတော့ပေါ့နော်ဒီအရှိပိုင်းကဟာတွေကိုသူကတိုးမှထိုးတော့ဖြစ်ပါတယ်ပြီးရင်ဒီအပေါက်မှာတိုင်ရှင်းနဲ့တိုင်ထည့်မယ်နော်တူညီတဲ့အပေါက်ထဲမှာပဲတိုင်ရှင်းနဲ့တိုင်ထည့်မယ်ပြီးရင်ဖုံမီတစ်ချက်ထိုးတကွက်ကြောမယ်ပြီးရင်ဒီအပေါက်ထဲကိုပဲတိုင်ရှိထည့်ပါမယ်ဒီမျိုးလေးပဲထိုးတော့ပါတော့ကိုကစိုက်ကလိုတလောက်ချဲ့တော့ရပါတယ်ဒီခုဆိုဖီယာရဲ့ဗီဒီယိုကကြိုးရှိရဆိုရင်တခြားလူတွေအတွက်ကြိုးရှိအောင် share လုပ်ပေးလို့ရပါတယ်နော်ဒီမျိုးလေးပါတကယ်လို့ကိုအခုကြည့်နေတဲ့လူတွေကကိုထိုးတာတခုလွဲနေတယ်ဆိုရင်တီချာလေးတွေရှိရင်ချက်ပေါက်မှလည်းမေးလို့ရပါတယ်အခုနဆိုဖီယာပြောတဲ့အတိုင်းပဲနော်ဒီအောက်ခံရောင်ကကိုကြိုက်တဲ့ရောင်ထိုးလို့ရတယ်ပြီးချီလေးကိုလိုချင်တဲ့ချီဆိုင်ကိုယူမှထိုးရပါတော့သူများထိုးနေတဲ့ခြေကိုချောပဝါ site အထိလိုချင်နေဆိုရင်တော့40အတန်း40အထိထိုးရပါမယ်အခုဆိုဖီယာထိုးနေတဲ့အတန်းတော့6တန်းမြောက်ဖြစ်ပါတယ် sorry ဘာပြောကြကုန်လဲဒီမျိုးပေါ့နော်ဆိုဖီယာထိုးလာတာခုကဆိုရင်ခုဆိုဖီယာရောက်နေတဲ့အတန်းက9တန်းမြောက်ဖြစ်ပါတယ်နောက်ဆုံးဒီရှက်ကောမထိုးခင်အထိရောက်နေပေါ့နော်တိုင်ရှီကပွားမှထိုးလာတာဒီတန်းလေးရပါတယ်ဒီဟာလေးကတော့9တန်းမြောက်ဖြစ်ပါတယ်အဆောင်ထိရောက်ပြီဆိုရင်တော့ရှက်ကောနဲ့ချိန်မယ်ပေါ့နော်ရှက်ကောနဲ့ချိန်မှာဖုံမီတစ်ချက်ထိုးမှချီဆောက်ဖြစ်ပါမယ်ဒီဟာကတော့အောက်ခံဖြစ်ပါတယ်ဒါကချီရနောက်ဆုံးမှတိမ့်မယ်ပေါ့နော်ဒီမျိုးရပါမယ်
ဒီအောက်ခံအပိုင်းကိုပြီးဆိုရင်တော့အစေးရောင်ချီကိုဆက်ပါမယ်အပေါက်ကကိုဘယ်နေရာမှာဆက်ချင်းရပါတော့ဆိုဖီယာကဒီကနေပဲဆက်လိုက်မယ်နော်ရင်ဆုံး sorry ခြေဆေးအောင်ဆက်ပါမယ်ခြေကိုဆက်လိုက်ပြီးဆိုရင်တော့ပထမဆုံးတိုင်တိုးတရိုင်းထိုးမယ်နော်တိုင်တိုးတရိုင်းထိုးပြီးဆိုရင်ဖွင့်မြင်း5ခါထိုးပါမယ်တစ်ခါ2ခါ3ခါ4ခါ5ခါတိုင်တိုး5ခါထိုးပြီးဆိုရင်နှစ်ကွက်ကြော်မယ်တစ်ကွက်နှစ်ကွက်ဒီ3ခုမြောက်မှာတိုင်တိုးနဲ့ချိန်မယ်ဒီမျိုးပေါ့နော်ပြီးရင်ဖွင့်မြင်း5ခါပြန်ထိုးပါမယ်ပြီးရင်နှစ်ကွက်ကြောမှဒီမျိုးဒီပေါက်ထဲမှာပြန်ထည့်မယ်ပေါ့နော်ဒီမျိုးလေးပါဒီမျိုးလေးထိုးတော့မယ်နော်ပြီးရင်ဖွင့်မြင်း5ခါထိုးမယ်နှစ်ကွက်ကြောမယ်နှစ်ကွက်ကြောမှဒီကွက်ထည့်မယ်နော်ထည့်တဲ့အခါမှာတိုင်တိုးနဲ့ချိန်မယ်နော်ပြီးရင်ဖွင့်မြင်း5ခါမယ်နော်ပြီးရင်ဖွင့်မြင်း5ခါထိုးဒီမျိုးလေးပဲထိုးရမယ်နော်အဆောင်ဒီထိုးလာခဲ့ပါမယ်ကဲဒီလိုမျိုးပေါ့နော်ဒီမျိုးထိုးပြီးရင်ဖွင့်မြင်း5ခါထိုးပြီးရင်နှစ်ကွက်ကြော်မယ်နှစ်ကွက်ကြော်မှဒီ3ကွက်မြောက်မှာတိုင်တိုးနဲ့ဆက်မယ်ဒီမျိုးလေးပြီးရင်ဖွင့်မြင်း5ခါထိုးမယ်ဒီမျိုးလေးရှက်ကိုနဲ့ချိတ်ပါမယ်ဒီမျိုးပြီးရင်ဖွင့်မိတစ်ခါထိုးဖွင့်မိတစ်ခါထိုးပြီးရင်ဒီထဲမှာတိုင်တိုးတရိုင်းထည့်ပေါ့နော်ဒီမျိုးလေးတိုင်တိုးတရိုင်းထည့်ပြီးချိန်3ခါထိုးမယ်တစ်ခါ2ခါ3ခါပြီးရင်ဒီထဲမှာပဲတိုင်ရှိတရိုင်းထိုးမယ်ပြီးရင်တိုင်ရှိတရိုင်းထိုးပြီးရင်ချိန်တစ်ခါထိုးမယ်ပြီးရင်တိုင်တိုးတော့ဖြစ်ကုန်ပြီတိုင်ရှိတရိုင်းထိုးပြီးဖွင့်မိတစ်ခါထိုးမယ်ပြီးရင်တိုင်ရှိတရိုင်းထည့်ထိုးမယ်နော်ပြီးရင်ဖွင့်မိတစ်ခါထိုးတိုင်ရှိတရိုင်းထည့်ထိုးဒီလိုမျိုးလေးပဲပြီးရင်ချိန်3ခါထိုးမယ်နော်ပြီးရင်ဒီထဲမှာပဲတိုင်တိုးနဲ့ချိတ်ပါမယ်ပြီးရင်ဒီလိုမျိုးရပါမနော်ပြီးရင်နောက်တီးပေါက်ထဲကိုတိုင်တိုးနဲ့ပြန်ဆက်မယ်တိုင်တိုးတစ်ခါထိုးပြီးရင်ဖွင့်မိ9ခါထိုးမယ်နော်တစ်ခါ2ခါ3 4 5 6 9ဖွင့်မိ9ခါထိုးပြီးရင်အပေါ်ကနေရင်ဒီ4ဖွင့်မိ4ခုမြောက်မှာဒီအနောက်သူ့ရဲ့အနောက်ကဘယ်လိုပြောမလဲဒီ loop လေးပေါ့နော်1 2 3 4ခုမြောက်ရဲ့ဒီအနောက်ကဒီ loop လေးကိုထည့်ပါမယ်ဒီအရှိဖက်ချက်မဟုတ်ဘဲနဲ့နောက်ဖက်ချက်နဲ့ဆက်မယ်နော်အဲ့ဒါကိုရှက်ကုန်နဲ့ချိတ်ပါမယ်က
ကဲဒီဟာကိုဆက်ကိုနဲ့ချိန်ပေါ့နော်ဒီမျိုးရပါမယ်ဆက်ကိုနဲ့ချိန်ပြီးရင်ဖွင့်ပြီး3ခါပြထိုးမယ်နော်တစ်ခါနှစ်ခါ3ခါထိုးပြီးရင်ဒီအပေါက်ထဲကိုပဲတိုက်တူနဲ့ပြန်ချိန်မယ်ဒီလိုပုံစံလေးရမှာပေါ့နော်ပြီးဒီကနေပြန်စမယ်ဒီနှစ်ခုပြီးမှတစ်ခေါက်လို့ပြောလို့ရပါပေါ့နော်ပြီးဒီကွက်ထဲမှာဒီပုံစံတိုင်းပြန်ထိုးပါမယ်တိုက်တူနဲ့ချိန်မယ်တိုက်တူနဲ့ချိန်ပြီးရင်ချိန်3ခါထိုးမယ်နော်နှစ်3ဖွင့်ပြီး3ခါထိုးမယ်ပြီးရင်တိုင်ရှိတတိုင်းပြီးဖွင့်ပြီးတစ်ခါထိုးပြီးတိုင်ရှိတတိုင်းဖွင့်ပြီးတစ်ခါထိုးတိုင်ရှိတတိုင်းဖွင့်ပြီးတစ်ခါထိုးပြီးရင်ချိန်ဖွင့်ပြီး3ခါပြတ်တော့ဘောနော်တစ်ခါနှစ်ခါ3ခါပြီးဒီပေါက်ထဲမှာပဲတိုက်တုံးနဲ့ပြန်ချိန်ပါမယ်ဒီမျိုးလေးရမှာပေါ့နော်ဒီမလေးပြီးရင်ဒီကွက်တိုင်းပြန်ထိုးပါမယ်ဒီပေါက်ထဲကိုတိုက်တုံးနဲ့ချိန်မယ်ပြီးရင်ဖွင့်ပြီး9ခါထိုးမယ်ပေါ့နော်3 4 5 6 9ခါထိုးပြီးရပွားနေရင်ဒီ4ပေါက်မြောက်ဒီအနောက်ဖူလေးမှာရှက်ကိုနဲ့ချိန်မယ်နော်ရှက်ကိုနဲ့ချိန်ပြီးရင်ဖွင့်ပြီး3ခါပြန်ထိုးမယ်ပြီးရင်ဒီပေါက်ထဲမှာပဲတိုက်တူနဲ့ပြန်ချိန်ဒီမျိုးလေးပေါ့နော်ကဲဒီမျိုးလေးရမယ်ဒီမျိုးတစ်ခါပြီးတစ်ချိန်ပေါ့နော်တစ်ချိန်နှစ်ချိန်ပြီးဒီမျိုးပဲ repeat လုပ်တော့မယ်နော် repeat တစ်ခါဒီတိုင်းဒီနှစ်ခုကိုပြီးမှတစ်ချိန်ဒီနှစ်ခုပြီးတစ်ချိန်မျိုးတစ်ခွနှစ်ချိန်ပေါ့ repeat after repeat မျိုးလုပ်တော့မယ်ပေါ့နော်အဆုံးဒီမျိုးထိုးတော့ပါမယ်ဒီမှာပြန်ဆုံးကြမယ်ပေါ့နော်ဒီနားမှာဒီလိုမျိုးစုံဖြစ်သွားလိုက်ဘာမှဖြစ်ဘူးเนาะရတယ်ချက်ကိုချိန်မယ်ပြီးရင်ဖွင့်ပြီးတစ်ခါချိန်မှခြေကိုဖြတ်မယ်နော်ဒီမျိုးလေးရပါမယ်ခြေစတွေကနောက်ဆုံးမှတိန်းလို့ရပါတယ်ဒီမျိုးပေါ့နော်ဒီမျိုးရပါမယ်ကဲဆိုတော့အောက်ခံလေးရပြီးဒီအစင်းရောင်အရွက်တွေရပြီဆိုရင်တော့ပန်းပွင့်ထိုးပါမယ်နော်ကဲဆိုတော့ပန်းပွင့်ကိုဒီအစင်းရောင်ဒီမျိုးရပြီဆိုရင်တော့ဆိုဖီယာကဒီမျိုးပန်းပွင့်ရဖို့ဘယ်လိုထိုးမလဲဆိုတာကိုတစ်ချက်ပြမယ်နော်ဒီဆိုဖီယာကဒီ3ကွက်ခြံထားပေးရပေါ့နော်အဲ့ဒါကိုပန်းပွင့်ဘယ်လိုမျိုးထိုးမလဲဆိုတာကိုပြချင်ပါတယ်အရင်ဆုံးကိုထိုးမဲ့ပန်းပွင့်အရာကိုယူပါမယ်ဆိုဖီယာကခရမ်းရောင်ယူမထိုးပေးမယ်ပေါ့နော်ဒီဟာကသူ့အဖိုးအနေနဲ့ထားပြီးတော့ဒီအကွက်မှာထိုးမယ်ပေါ့နော်ဒီအကွက်မှာစပြီးတော့ခြေကိုဆက်ပါမယ် sorry
ဒီအပေါက်မှာပေါ့နော်ခြေကိုဆက်ပါမယ်ခြေဆက်ပြီးရင်အရင်ဆုံးတိုင်တူတစ်ချက်ထိုးပါမယ်နော်တူညီတဲ့အပေါက်ထဲပါမယ်နော်တိုင်တူတစ်ချက်ထိုးပါမယ်ပြီးရင်ဖွင့်ပြီး3ချက်ထိုးမယ်နော်3ခါပြီးရင်3ရစ်ပါမယ်3ရစ်ပြီးတော့ဒီအပေါက်ထဲမှာပဲတိုင်ရှည်ကိုမှ3 triple crochet ပေါ့နော် triple လို့ခေါ်ပါမယ်ဒီလိုမျိုး4ခါထည့်မယ်ပေါ့နော်ဒီထဲကိုဒီ4ခါထည့်မယ်3ရစ်မယ်ပြီးရင်ဒီအပေါက်ထဲမှာပဲထည့်မယ်ဒီလိုမျိုးလေးပါဒီတိုင်း3ရစ်မှ4ခါလုပ်မယ်နော်ဒီနေ့3ခါရှိပြီဆိုရင်နောက်ထပ်တစ်ခါလုပ်ပါအောင်မယ်3ရစ်မယ်ပြီးရင်ဒီအပေါက်ထဲမှာပဲထည့်မယ်ကဲဒီမျိုး1 2 3 4ခါရပြီပေါ့နော်ပြီးရင်ဖွင့်ပြီး3ချက်ထိုးပါမယ်ဖွင့်ပြီး3ချက်ထိုးပြီးတော့ဒီအပေါက်ထဲမှာပဲတိုင်တူနဲ့ချိတ်တာပေါ့နော်ဒီလိုမျိုးလေးပါဒီလိုဆိုရင်ပွင့်ဖက်တစ်ချက်ရပြီပေါ့နော်ပြီးရင်သူ့ဘေးကရဲ့အပေါက်သားမှာလည်းဒီတိုင်းလေးပဲထိုးပါမယ်တိုင်တူနဲ့ဆက်ပါမယ်နော်တိုင်တူတစ်ချက်ထိုးပြီးဆိုရင်ဖွင့်ပြီး3ခါတက်ပါမယ်ပြီးရင်3ရစ်မယ်3ရစ်တာ4ခါလုပ်မယ်ပေါ့နော်ဒီအပေါက်ထဲမှာပဲဒီသားလေး4ခါထိုးပါမယ်နှစ်ခါပြီးဆိုရင်နောက်ထပ်နှစ်ခါထိုးပါအောင်မယ်3ခါဒီချီဆောက်လည်းတစ်ခါလေးတင်သွားမယ်နော်4ခါဒီမျိုး4ခါရပြီဆိုရင်ဖွင့်ပြီး3ချက်ပြထိုးမယ်ပြီးရင်ဒီအပေါက်ထဲမှာပဲတိုင်တူနဲ့ချိတ်မယ်နော်ပြီးရင်သူ့ကရဲ့အပေါက်ထဲမှာပဲတိုင်တူနဲ့ချိတ်ပါမယ်တိုင်တူနဲ့ချိတ်ပြီးရင်ခုနလိုမျိုးပဲဖွင့်ပြီး3ချက်ထိုးမှာပေါ့နော်ဖွင့်ပြီး3ခါထိုးပြီးဆိုရင်3ရစ်ပြီးတော့4ချက်ထိုးမယ်နော်တစ်ခါနှစ်ခါ3ခါ4ခါ4ခါရပြီဆိုရင်ဖွင့်ပြီး3ချက်ထိုးမယ်ပြီးရင်ဒီအပေါက်ထဲကိုပဲတိုင်တူနဲ့ချိတ်ပါမယ်နော်ဒီလိုမျိုးပါပြီးရင်ဒီအပေါက်ထဲမှာပဲတိုင်တူနဲ့ချိတ်ပါမယ်ချိတ်ပြီးဆိုရင်ဖွင့်ပြီး3ချက်ထိုးမယ်နော်ပြီးရင်3ရစ်ပြီးတော့4ခါထိုးပါမယ်ဒီမျိုးတစ်ခါနှစ်ခါ3ခါ4ခါရပြီဆိုရင်ဖွင့်ပြီး3ချက်တက်မယ်ပြီးရင်တိုင်တူနဲ့ထိုးမယ်ပြီးရင်ဒီအတိုင်းထားမယ်နော်ပွင့်ဖက်က4ချက်ရပြီဆိုရင်ဒီချီကိုတစ်ခါတိမ့်လာခဲ့ရပါတော့ပွင့်ဖက်ကို4ခါရပြီဆိုရင်
ရှက်ကောနဲ့ချိန်မယ်နော်ရှက်ကောနဲ့ဒီဖက်ပထမဆုံးစခဲ့တဲ့နေရာကိုချိန်ပါမယ်ဒီလိုချိန်မယ်ပြီးရင်ဖွင့်ပြီးတစ်ခါထိုးပြီးရင်ချီစာကိုသိမ်းမယ်ပေါ့နော်ချီစာကိုဖြစ်မယ်ကဲဒီမျိုးရမယ်နော်ဒီမျိုးရပါမယ်ပွင့်ဖက်က၄ချက်ပဲထိုးထားရပေါ့နော်ပြီးရင်ဒီမှာလေးဒီတိုင်းလေးပဲထိုးပါမယ်နှစ်နေရာကျန်သေးရပေါ့နော်ဒီအကွက်မှာလည်းနောက်ထပ်တစ်ခေါက်ထည့်ပြအောင်မယ်နော်ပထမဆုံးပေါက်ထဲကိုချီဆက်မယ်ကိုကလူချင်းတဲ့အရာကိုဆက်လို့ရတယ်နော်ချီကိုဆက်ပြီးရင်ဒီချီဆောက်လည်းတစ်ခါလေးတင်တော့မယ်နော်ထိုးရင်းနဲ့ပြီးရင်တိုက်တုံနဲ့ချိတ်ပါမယ်တိုက်တုံနဲ့ချိတ်ပြီးဆိုရင်ဖွင့်ပြီး3ခါတက်မယ်နော်တစ်ခါ2ခါ3ခါဖွင့်ပြီး3ခါတက်ပြီးဆိုရင်ဒီအပေါက်ထဲမှာပဲ3ရစ်ပြီးတော့4တိုင်ထည့်မယ်နော် triple crochet 4ခါထိုးပါမယ်တစ်ခါ2ခါ3ခါ4ခါပြီးဖွင့်ပြီး3ခါတက်မယ်ဒီအပေါက်ထဲကိုတိုက်တိုနဲ့ချိန်မယ်ဒီမျိုးလေးပဲနော်ဒီမျိုးလေးပဲဒီတိုင်းထိုးလိုက်ပေါ့နော်ဒီအပေါက်ထဲကိုတိုက်တိုနဲ့ထည့်ချိန်မယ်ပြီးရင်ဖွင့်ပြီး3ခါတက်မယ်ပြီးရင်3ရစ်ပြီးတော့4တိုင်ထိုးမယ်တစ်တိုင်2တိုင်3တိုင်4တိုင်ပြီးရင်ဖွင့်ပြီး3ချက်ထိုးမယ်ဒီအပေါက်ထဲကိုပဲတိုက်တိုနဲ့ချိန်ပါမယ်ဒီမျိုးလေးပြီးဒီမျိုးပဲဒီအပေါက်ကိုတိုက်တိုနဲ့တက်ချိန်မယ်ဖွင့်ပြီး3ချက်ထိုးပြီး3ရစ်ပြီးတော့4တိုင်ထိုးမယ်တစ်တိုင်2တိုင်3တိုင်4တိုင်ပြီးဖွင့်ပြီး3ချက်တက်မယ်တိုက်တိုနဲ့ပြန်ချိန်မယ်ပြီးဒီဖက်ပေါက်ပဲတိုက်တိုနဲ့ချိန်မယ်ဖွင့်ပြီး3ချက်တက်မယ်ပြီး3ရစ်ပြီးတော့4ချက်ထိုးမယ်ဒီတိုင်းလေးပဲတော့ကလုံးကဒီတိုင်းလေးပဲထိုးတော့ပါမယ်လိုလေးပွင့်ဖက်လေးချိန်ရပြီဆိုရင်ဒီပထမဆုံးစခဲ့တဲ့နေရာနေရှက်ကိုချိန်မယ်နော်ဖွင့်ပြီးတစ်ချက်ထိုးတော့ချက်ဆောက်ချက်မယ်ဒီမျိုးလေးဒီတစ်ခုလေးတိုက်လေးထိုးမယ်နော်ကဲဒီချီစာလေးတွေကိုတိမ့်ပြီးတော့ပြီးပေါ့နော်ဒီမျိုးလေးရပါတယ်
ဒီလိုမျိုးလေးရပါပဲเนาะဒီအတန်းတော်ဆိုဖီယာက9တန်းလေးပဲထိုးတာပေါ့နော်ဒါပေမဲ့ခုထိုးမဲ့လူတွေကတော့ခြုံလွာစိုက်ကြီးလိုချင်နေဆိုရင်တော့အတန်း40လောက်တော့ထိုးရရင်ပဲပေါ့နော်ဒီစိုက်ကိုတော့ဆိုဖီယာက9တန်းပဲထိုးတော့ပါတယ်ဒီဟာထိုးပြီးရင်ဒီအစဲရောက်ကွက်ထိုးမယ်ပြီးပန်းပွင့်ထိုးရင်ပြီးပေါ့နော်လွယ်လေးပါပတ်တန်လည်းမခက်ပါဘူးနော်ဒီမျိုးလေးရပါမယ်ပန်းကတော့ကိုလိုချင်တဲ့ပန်းအမျိုးအစားကိုထိုးရပါတယ်ဆိုဖီယာကဒီပန်းကိုကြိုက်လို့ဒီပန်းလေးထိုးထားပါတယ်နော်ဒီမျိုးရပါမယ်အခုဆိုဖီယာထိုးထားတဲ့ site ကပကံလုံးရဲ့အောက်ခံအနေနဲ့လည်းသုံးလို့ရသလိုကော်ဖီခွက်တွေလည်းပုံတင်မှသုံးဆောင်လို့ရပါတယ်တခြားပုံတွေရိုက်ချင်လည်းပုံတင်မှပုံရိုက်လို့ရပါတယ်နော်